ပင့်ကူလူသားရဲ့အားနည်းချက်ကချစ်သူမိန်းကလေးဆိုတာကိုသိသွားတဲ့ Goblin ဟာ Mary Chain နဲ့ Clay တွေအဖြစ်ပါတဲ့ရထားတွဲကိုကွင်းမိုးတော့တနာပေါ်မှာဓားစာကလုပ်ပြီးဖမ်းထားလိုက်တယ်။ပြီးတော့ပင့်ကူလူသားကိုဘသူ့ကိုကဲမလဲဆိုပြီးရွေးခိုင်းတာပေါ့။ဒါပေမဲ့ပင့်ကူလူသားကနင်းဖက်လုံးကိုဘေးကင်းအောင်ကဲနိုင်ခဲ့တယ်လို့အနားမှာရှိတဲ့လူတွေကလည်းပင့်ကူလူသားဘက်ကနေရက်တီးပြီး Goblin ကိုဝိုင်းလောင်ကြတယ်။ဒါကိုဒေါသထွက်သွားတဲ့ Goblin ကပင့်ကူလူသားကိုဆွဲခေါ်သွားပြီးလူသူမရှိတဲ့ဆေးရုံဟောင်းတစ်ခုထဲမှာအတင်းအဓမ္မထိုးနှက်ကန်ကြောက်ပါတော့တယ်။ Goblin က Mary Chain ကိုနှောက်မှထပ်တည်မယ်လို့ကြုံဝါလိုက်တဲ့ခါမှာတော့ပင့်ကူလူသားကဒေါသတကြီးနဲ့ပြန်တိုက်ခိုက်ပြီးအသားစီးရသွားခဲ့တယ်။အဲ့ဒီအချိန်မှာ Norman ကသူ့ဟာ Goblin ဖီချောင်းဖွင့်ပြောပြီးခွင့်လွှတ်ဖို့တောင်းပန်နေရင်းနဲ့တကယ်တော့သူ့ရဲ့ပြန်ထမ်းတဲ့ရင်ကိုနောက်ကနေပင့်ကူလူသားကိုထိုးဆိုင်ဖို့ခိုးပြီးထိန်းချုပ်နေခဲ့တာပါ။ဒါပေမဲ့ပင့်ကူလူသားကသူ့ရဲ့အာယုံခံစားမှုကြောင့်ရှောင်လိုက်နိုင်တော့အဲ့ဒီရင်က Norman ကိုယ်တိုင်ကိုပဲပြန်ဆိုင်မိပြီးသေစေခဲ့တယ်။သူမသေးခင်မှာပင့်ကူလူသားကိုသူ့ရဲ့သား Harry ကိုသူဟာ Goblin ဖြစ်ကြောင်းအတိမပေးဖို့တောင်းဆိုသွားခဲ့တယ်။ပင့်ကူလူသားက Norman ရဲ့အလောင်းကိုသူ့အိမ်ကိုပြန်ပို့ပေးတဲ့အချိန်မှာ Harry ကမြင်သွားပြီးပင့်ကူလူသားကသူ့အဖေကိုတတ်လိုက်တယ်လို့အထင်လွဲသွားတယ်။ Norman ရဲ့အစာပနာမှာ Harry ကပင့်ကူလူသားကိုလက်စားချေမယ်လို့ချိန်ဆိုခဲ့တယ်လို့ပီတာမဲ့သူ့ရဲ့တူးတဲ့ထောက်မိသားစုဖြစ်တော့တယ်လို့ပြောခဲ့တယ်။ Mary Chain ကလည်းပီတာကိုချစ်နေကြောင်းဖွင့်ပြောခဲ့ပေမဲ့ပီတာကတော့သူတို့နဲ့တွဲနေရင်ရန်သူတွေကသူ့ကိုဒုက္ခပေးဖို့ Mary Chain ကိုအန္တရာယ်ပြုမှစိုးရင်သာကြောင်းညှင်းပယ်ခဲ့တယ်။ဇာပနာကနေထွက်လာတဲ့အချိန်မှာတော့ပီတာကသူ့ဦးလေးပြောခဲ့တဲ့စကားတွေကိုပြန်ကြားအောင်သည်ပင့်ကူလူသားတယောက်အနေနဲ့သူ့ရဲ့တာဝန်တွေကိုလက်ခံယူလိုက်ပါတော့တယ်